င်္ဂလာပါဒေါက်တာဆာလဆာဘစ်ကနေကြိုဆိုပါရစေဒီနေ့ဒီတယောက်မိတာတယ်ပေါ့နော်ဒီဝမာကမျိုးတလားကျော်ရမှာဖြူတစားဆင်းလာတာပါဖြစ်လို့လဲဆိုတော့မျိုးတလားကျော်ဆိုတော့ဒီကိုဝင်ရှိပြီးတလားကျော်ပြောတာထင်တယ်နော်တခါလေကြာလာကျွန်တော်ဒီမြန်မာစကားလည်းနည်းလေးရှုပ်သွားတယ်တခါလေကြာဟိုတချို့ကတခြားလေးတကယ်လို့မဖြစ်မိတယ်ဆိုရင်လည်းပြန်ပြောပြပါနော်ကျွန်တော်အခုမျိုးရပြီးတလားကျော်နော်မျိုးရပြီးတလားကျော်โอเคနော်မျိုးရပြီးတလားကျော်ဆိုတဲ့ခါကျတော့ကိုဝင်ရှိတဲ့အောင်သွားတဲ့သဘောမျိုးပေါ့နော်ကိုဝင်စတည်ပြီးဒီသားဆက်တဲ့ချိန်မှာအများပြန်မလာတော့ဘူးကိုဝင်ရနေပြီလို့သုံးသပ်လို့ရတယ်တလားကျော်မှာအဖြူဆင်းလာတယ်ဆိုတော့တကယ်တော့အဖြူဆင်းလာတော့မကောင်းဘူးအလွယ်ပြောရရင်ဒါပေမဲ့ဘာကြောင့်ဆင်းတဲ့အဖြူဆင်းလဲဆိုတော့ကျွန်တော်သိဖို့လိုတယ်တခါတည်းကျရင်ဝမ်မာတွေက stress တွေပါရတဲ့ခါမျိုးမှာလည်းဖြူစင်တတ်တယ်ဒီဟော်မုန်းအပြောင်းလဲတွေဟော်မုန်း changes တွေဖြစ်တာဟော်မုန်း imbalance ပေါ့နော်ဟော်မုန်းမညီမျှတဲ့ခါမျိုးမှာလည်းဖြူစင်တတ်တယ်နောက်တစ်ခုကဒီအဘရိုင်ယိုလေးပေါ့နော်ဒီပြပြီးတတိသားလေးကတိတိလေးပဲရှိအောင်ပေါ့နော်တိတိလေးဆိုပေမဲ့ဒီတတိသားမတီတာပေါ့နော်ဒီနေ့အဖြစ် abortion တော့လကောင်းဒီနေ့အဖြစ်ဟိုတားပြတ်တယ်ပေါ့နော်အလွယ်ပြောရရင်တားပြတ်သွားတဲ့ပုံစံမျိုးပေါ့နော်တားပြတ်သွားတာတားကဒီမှာမတည်မြဲတာပေါ့နော်ဆိုတဲ့ခါကျတော့ဒီကောင်လေးပြက်စီးသွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကြောင့်လည်းဒီအဖြူကစဆင်းတက်တယ်ပေါ့နော်ဒါမျိုးဆိုရင်တော့အဖြူတွေမကဘူးတခြားအညိုရောင်တော့၎င်းတခြားအယောင်တွေဆင်းတက်တယ်ဆိုတဲ့ခါကျအကောင်းဆုံးကတော့အဖြူဆင်းနေဆိုအဖြူရဘယ်လိုပုံစံမျိုးလေးလဲနောက်ပြီးတော့ဆက်လက်ဆောက်တေချာစောင့်ကြည့်ဖို့လိုတယ်ပေါ့နော်တေချာအဖြူဆင်းပြီဆိုရင်ပေါ့မနေသင့်ပါဘူးနောက်တစ်ခုကဒီတခြားအယောင်တွေပါတယ်ဆင်းတယ်သွေးတွေပါတယ်ဆင်းတယ်လားညူရောင်တွေဆင်းတယ်လားပြီးအနံ့အသက်ကိုလည်းကျွန်တော်ခံဖို့လိုတယ်အနံ့အသက်ကလည်းဘယ်လိုအရင်ဆိုးနေလားစားတဲ့အကြောင်းအရာတွေပုံမူတည်ပြီးတော့မှကျွန်တော်တို့ကပြန်လည်ဆင်ခြင်သုံးသပ်ရတာပေါ့အကောင်းဆုံးကတော့ဖြစ်နိုင်မယ်ဆိုရင်တော့သက်ဆိုင်ရာနီးဆက်ရဆရာတွေနဲ့တိုင်ပင်ပြီးတော့လှုပ်ဆောင်တင်တယ် ultrasound ရှိတယ်ဆိုလည်း ultrasound ရိုက်တင်တယ်တကယ်လို့နောက်တစ်ခုကဒီ maternity လို့ခေါ်တဲ့တအိမ်ရောင်နာတွေလည်းဖြစ်တတ်တယ်ဒီပေါ့နော်ဒီတအိမ်မှာပြည်တင်တာပုံစံမျိုးပေါ့နော်ဒါမျိုးဖြစ်တယ်ဆိုရင်လည်းအဖြူကလည်းဆင်းတတ်တာပဲဆိုတဲ့အခါကျတော့ဘယ်ချိန်မှာစဆင်းလဲဆိုတဲ့ပုံမူတည်တော့နည်းနည်းလေးမူတည်တယ်အစောပိုင်းကိုဆောင်ပြီးတော့တပတ်လောက်မှာအဖြူနည်းနည်းပါဆင်းတတ်တာတော့ပုံမှန်ဖြစ်တာရှိတယ်ဒါပေမဲ့ခုနဒီကိုပြောဝင်တလားကျော်မှာဆိုရင်တော့ကိုရှိပြီးတလားကျော်မှာဆင်းတဲ့ခါမျိုးကြရင်တော့တိတ်ပြီးတော့တမျိုးကြတော့မဟုတ်ဘူးဆိုတဲ့ကဒါမျိုးတွေပြန်လဲဆင်ချင်ပြီးတော့ပိုသက်စီထိုးတင်ထိုးရမယ်အဒီဘာတွေထိုးတင်ထိုးရမယ်နောက်ဒီတအိမ်တက်ရှင်းလုပ်ပေးရမယ်တတိမအောင်တော့ဘူးဆိုရင်လည်းတခါလဲတအိမ်ကိုတက်ရှင်းလုပ်ပြီးတော့နောက်သားအတွက်နောက်တစ်ခါတင်မှုအတွက်ပြန်လဲပြင်ဆင်မှုတွေအများကြီးလုပ်ရမယ်ပေါ့နော်ဆိုတဲ့ခါကျတော့အချင်းတွေမှာမူတည်ပြီးတော့မျိုးလုပ်လို့ရတယ်လုပ်ရမှာဖြစ်ပါတယ်ပေါ့မနေသင့်ပါဘူးလို့နော်ဟုတ်ကဲ့ပါအားလုံးသူပဲကျေးဇူးတင်ပါတယ်